အသက်ကြီးလာတဲ့အခါဦးစားမင်းစာရှိမထားရင်တောကများရမယ်မကြမ်းပါတဲ့အခါအထိနာမယ်ကိုကြီးအိုမအရွယ်ရောက်မှပင်ပင်မန်းမန်းတွေရုန်းကန်ရှာဖွေနေရမယ်အသက်ကြီးသွားတဲ့အားနဲ့ချက်ကြောင့်အလောက်ရှာဖို့ခက်ခဲသွားမယ်အလောက်တစ်ခုကနေအလောက်တစ်ခုကိုပြောင်းတာဝန်ကြီးသွားမယ်လုပ်ငန်းရှင်ကြည်ဘူးအောင်လုံနိုင်ပါလေတဲ့ဆိုတဲ့အကြောင်းကိုသိအောင်ပို့ပြီးရုန်းကန်ပြရမယ်ငယ်ရွယ်သူတွေရဲ့စိတ်တိုင်းမကြတာငေါက်တာမန္တာတွေလည်းခံရမယ်ငယ်ရွယ်သူတွေထပ်ပို့ပြီးမောပန်းထက်လာတယ်ခန္ဓာကိုယ်ကြိုက်ခဲနာခြင်းပင်ပန်းမှုကိုလည်းပုံမှန်တတ်ပို့ပြီးခံစားလာရမယ်ငယ်ရွယ်နှုတ်ပြခြင်းဆိုတဲ့အရှိန်ဟာဘလောက်ထိတန်ဖိုးကြီးလိုက်ပါလဲတန်ဖိုးရှိအသုံးမရှာတတ်သူတွေရဲ့လက်ထဲမှာအရှိန်တွေဟာအတိတ်ပဲနဲ့ကုန်ကုန်သွားခဲ့ကြတယ်လူတစ်ယောက်ရဲ့ဘဝမှာနောင်တရစရာအကြောင်းနှစ်ခုရှိပါတယ်ပထမတစ်ခုကမလှုပ်တဲ့နာတွေကိုလှုပ်ခဲ့မိလို့နောင်တရတယ်ဒုတိယတစ်ခုကလှုပ်တဲ့လှုပ်ထိုက်တာတွေကိုမလှုပ်ခဲ့မိလို့နောင်တရတယ်အမားတွေကိုငါလှုပ်ခဲ့မိလေခြင်းလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါမလှုပ်မိခဲ့လေခြင်းဆိုပြီးကိုအပြစ်တွေတင်ရတတ်ပါတယ်သူများကိုခွင့်မလုပ်နိုင်တာကကိုယ်စိတ်မငြင်းချက်သေးလို့ဆိုပြီးဖြေသားနိုင်ရင်ကိုပြန်ပြီးခွင့်မလုပ်နိုင်တာကတော့နောင်တရစရာတစ်ခုခုကိုလုပ်ခဲ့မိလို့ပါပြန်အစားထိုးခွင့်မရှိဘူးကုံဆုံးပျောက်ကွယ်နေတဲ့အချိန်တွေကိုတန်ဖိုးရှိစွာနဲ့အတုံးချနိုင်ကြပါစေ